ဒီကိုရောက်လာဖြစ်တဲ့အကြောင်းရတော့အခုဒီအမျိုးသားပွဲတော်ဆောက်လုပ်ရေးဝန်ကြီးဌာနချန်ပီယံဖြစ်သွားတယ်အခုပိုင်တာဆောက်လုပ်ရေးပုံဒီကတော့ဒီကကြိုင်မှုကြုံပေါ့နော်ချက်ချူပေါ့တူကနေပါကျုပ်ကတော့ဒီရောက်နေတဲ့စီယူလို့တဲ့ဘူမော်တော့လည်းဆောက်လုပ်ရေးနဲ့ချန်နယ်တော့နောက်ကနေငါတို့တပ်ဖို့ရမယ်မှာပါတယ်စကားပြောပြီးတော့မှချင်းအခုတေးဘာလို့တော့ခွင့်ပြုပေးကြတော့ဒီအမေကဆရာဒီ AR United အသင်းကိုရောက်လာပြီးနောက်မှာဒီအသင်းမှာရှိတဲ့အဓိကပြင်ဆင်စရာတွေပါရှိတယ်အဓိကတော့အခုပြောရည်မှန်တယ်ပေါ့နော်မှန်တယ်ပေါ့ discipline လဲနံပါတ်1အပေါ် discipline ပဲစားပြရပါတော့ဘုလုပ်ခဲ့တယ်အဓိကဒီ discipline ဆိုစီကံပေါ့ဒါကိုသူတို့တွေသိတယ်နားလဲတယ်ဒါပေမဲ့မလုပ်နိုင်ဘူးနားမလဲကြောင်းဆောင်အဲ့ဒါလေးကိုဟိုကလမ်းကြောင်းပေးရမှာလမ်းပေါ်တယ်အဲ့လမ်းပေါ်စီကံဆိုလမ်းပေါ်တယ်နောက်တစ်ခုကမှန်တယ်ဒီမှန်တယ်မှာသူတို့ပါရှားလို့မနဲ့ဒါမျိုးလေးတွေကိုတွေ့ရတယ်ပေါ့နော်လူချင်းတက်မှတ်မှုလူချင်းတက်မှတ်မှုဆိုတာအလကားမရအောင်လကားမရအခုသူတို့လကားမပေးဘူးအလုပ်လုပ်အခုလည်းအလုပ်လုပ်ပြီးတော့ယူမယ်တော်တော်မင်းတို့လည်းအလုပ်လုပ်ပြီးယူတော်တော်အဲ့ဒီအလုပ်လုပ်တဲ့နေရာမှာအလုပ်ကောင်းနေတော့အောင်မြင်မှုဆိုတာနောက်မှရှိပြီးသားဒါလေးအချိန်မကျသေးတာပဲရှိအဲ့အချိန်အများဆုံးရောက်နိုင်တယ်ဆိုတော့အတင်းသားတွေအားလုံးအခုလိုကြီးရောက်ပွဲရဖို့ချုပ်မှုတိပတ်ချင်ပျော်ရွှင်ကြရဖြစ်လာငါဆရာပြဒီအသင်းနဲ့ပတ်သက်ပြီးတော့စီကံမိုင်းဆိုင်ရာပေါ့နော်ဆရာလည်းစီကံမိုင်းဆိုင်ရာမှာစီကံကောင်းမွန်တဲ့နေရာမှာနာမည်ကြီးရဲ့နေပြဆိုတော့ဒီ AR United အသင်းတွေကိုဘယ်လိုမျိုးစီကံမျိုးတွေချမှတ်ထားလဲအဲ့ဒါတွေသိလို့ရပါတယ်ဒီအဓိကတော့အများကြီးမို့နော်အများကြီးမို့ဟလာဥမာတော့အဆောင်မှာဒီအဆောင်စီကံရှိတယ်ပွင့် training လုပ်နေတဲ့အတွက် training စီကံပေါ့နော်ဟောဒီဝစ်ဆောင်စားနော်ဒီလိုမျိုးပေါ့အဓိကတော့ခုနအခုပြောပြီအခုသူတို့စီကံချက်အခုထုတ်တယ်ဟလာအမလို့စလိမတော့ဘောကွာစလိကြီးပွားပြီးတော့တွားနေလေအစမပြေဘူးတဘောတူပဲအဲ့တော့ကိုတိုင်းကလည်းရှောင်းရတာအဓိကတော့သူတို့ပြောချင်တာဒီအစောမှာတော့ဒီရက်တီတာတော့စားခြင်းစလိအဲ့တော့ဒီကကပ်တယ်ချုပ်ချတယ်ဟုတ်ကဲ့ဒီ AR အသင်းနဲ့အတူပေါ့နော်ဆရာထားတဲ့ target တွေရောဘာတွေများပြင်လဲအဓိကတော့ညီလေးအခုလုပ်တဲ့အသင်းတိုင်းကဟိုချန်ပီယံပဲဟုတ်ကဲ့နော်နံပါတ်1ဒါပေမဲ့အခုကတော့အခုရဲ့ special လိုက်အောင် special လိုက်ဒါပေမဲ့ဒီအောင်လေးစီလည်းဝှေ့ထုတ်ရမယ်အသင်းလည်းအောင်မြင်အောင်လုပ်ဖို့နော်အဲ့တော့ကြီးမချက်ကတော့ချန်ပီယံပြုတ်ပြန်ဒါပေမဲ့ချန်ပီယံဖြစ်ချင်တယ်လည်းမဖြစ်ဘူးအလုပ်ကောင်းတိုင်းလည်းမဖြစ်ဘူးခုဥပမာပေါ့နော်ဥပမာအခုပြန်ဝင်တော့ဆက်ချက်ငါချက်ပြေးဆုံးတယ်ဟုတ်ပြီအချက်ငါချက်ပြေးဆုံးတယ်ဒါပေမဲ့တေးကြသွားတယ်အဲ့ချိန်မှာပါလဲဆိုတာလက်ဆိုတာအဲ့ဒီပွဲမှာလက်ဆိုတဲ့စကားလုံးဟုတ်ဒီပြဆရာတော်တော့ပရိယာတွေတော့တော့လက်ရှိပါလေခုနအချက်ငါချက်ဆိုတာရှိတယ်ပြန်ဝင်နိုင်ဘူးတော့အဲ့ချက်ငါချက်ပြေးဆုံးတယ်ဒါပေမဲ့နိုင်ပြီမတရားဆိုရင်MN လိကတော့ပုံမှန်အုပ်စုနဲ့ဖက်လိုက်တယ်။အဲဒီအုပ်စုဇာတ်ပေါ်မှာဆရာအနေနဲ့ဘယ်လိုထင်ပြီးပြီ။တရားဟုတ်ကဲ့ဟိုပြီးခဲ့တဲ့နေ့ကလည်းဆိုင်တော့အများကြီးကောင်းနော်ဟိုလုံးဝနဲ့တော်တော်လေးကိုအစီအစဉ်ကြတယ်နော်တော်တော်လေးကိုအစီအစဉ်ကြတယ်အပေါ်တော့ခုနပြောတယ်ဟိုအတင်းကြီးအတင်းငယ်မရှိဘူးဟုတ်ပြီတချို့ကိုယ်နဲ့မှချပြအဲ့တော့အခုချိန်ကတော့နည်းနည်းပြင်ပန်းတော့ဘာပြင်ပန်းလဲဆိုတော့အတင်းတူကိုရောက်လာတယ်အတင်းတူကိုရောက်လာတဲ့အတွက်အခု system တစ်ခုတွားတဲ့အခါမှာအနည်းဆုံးကိုပြောပြီးဟလာ2 year အနည်းဆုံးကြာတယ်ဒါမှသာပုံပြီးဟောမှာဒါပေမဲ့အဲ့ချိန်မှာဘုမဘာခက်ခဲလဲဆိုဒီတစ်နေ့လုပ်လိုက်လို့မလေးလေးပါသွားလို့ကောင်းသွားပြီဆိုရင်သူလက်စာပုံများတဲ့အပင်ကခေါ်ပြီးဆိုသူကအဲ့ပဲသွားကျင်တဲ့ခါကျတော့အခုမှနောက်တဲ့အစားထိုးသွားတာအဲ့ဒါကျတော့နည်းနည်းခက်ခဲတယ်အဲ့ကြောင့်အခုဒီတင်းကိုရောက်တဲ့ချိန်မှာ
32ပေါ့နော် black 5ဟိုအဲ့ဒါချက်ပြရှင်မှာဒီကလည်းစီးကိုလုပ်တဲ့မော်တော်ကလည်းလက်ခံတယ်ဟုတ်တော့ဒီတယောက်တော့နဲ့အခုဒီ9ယောက်တည်းကနေမှအစားထိုးအဲ့လိုမျိုးလေးဟိုကကြာထားတယ် အခုဒီအုပ်စုတွင်းမှာဆိုရင်လည်းဒါမနေ့ကအုပ်စုတွေပြီးပါပြီဆိုတော့အုပ်စုတွင်းပြန်ပတ်တွေရောဆရာအနေနဲ့ဗာမြန်ပြောချင်ပြန်ပတ်တင် အုပ်စုတွေပြန်ပဲဆိုတော့အခုဥမာပေါ့နော်အခုနေတွေ့ခဲ့ရတာပေါ့အခုရန်ကုန်ရာရေပေါ့နော်ဒါဆိုသူကလူငယ်တွေကိုဥစားပေးတာတော့လောက်တဲ့အခုပေါ်နေဆိုတာလေဒါအခုတို့နာမည်တစ်ခုတော့ရှိတာပေါ့နော်ဘယ်လိုခေါ်မလဲတို့ရယူတော့ဘယ်လိုခေါ်မလဲနည်းနည်းစောင့်ကြည့်ပါဟုတ်တယ်ကျန်တဲ့အမှန်နဲ့လီတူမှာအမှန်နဲ့တင်းလို့ကြတော့ကိုရီးယားပြိုင်ဘက်နေနဲ့တည်ထားတယ်ဒီကလေးတွေကြောင့်လူငယ်တွေဆိုတော့သူတို့လည်းအောက်တော့ချပြီးကစားမယ်ဆိုတော့ယုံကြည်ထားတဲ့အတွက်အဲ့အတွက်လည်းပြင်ဆင်ထားတယ်ပေါ့နော်ဒီကလေးကလူငယ်တွေပုံပြားတယ်ပေါ့ ဆောင်းနေတယ်ပေါ့နော်ဆရာဒီ AR United အသင်းကလည်းသူတို့အိမ်ခွဲတော့ကလည်းသူကပြည်သက်အခိုင်အမာနဲ့အားပေးဆရာအနေနဲ့ဒီပြချက်ဖြစ်လာပြီဆိုတော့အဲ့အသင်းရဲ့ပြည်သက်တွေဆရာပါပြောချင် အဓိကတော့ဗောနော်ဒီပြတွေကတော့သူကလည်းသူတော့ဘုံလူကြီးကခံလာတယ်ပေါ့နော်ဒါပေမဲ့တင်းနဲ့တော့ကြမဖြစ်ခဲ့တာလေတော့ပလီယာနဲ့အားစားရတဲ့ဒါတွေလည်းပဲတင်းကကြလက်တယ်မဟုတ်ခဲ့တာပေါ့နော်အခုတော့ဒီအခုကိုယ်တိုင်ကဒီပြဆရာတော်တော့ဟိုချုပ်မှုဖွဲ့တော့တော့မတော်ပလီယာတော့ကျော်လာရင်တော့အချောင်းဒီစီကပေါ့ပြပြောပြတာဒီပြဆရာလည်းလက်မခံဥမာတော့ပလီယာလည်းအဲ့တော့ဒီပြဆရာလည်းလက်မခံဘူးဆိုရတော့ပလီယာလည်းလက်မခံဘူးဆိုတော့အခုတော့ဒါမျိုးတွေဘယ်လိုကောင်းလဲပြုပြင်လာတဲ့အချိန်ပါနော်အခုဒီ AR United အမာခံပြည့်တဲ့ရှိပါဘောနော်ပြည့်တဲ့တွေအားလုံးစောင့်ကြည့်ပေးပါဘောနော်အကောင်းဆုံးဝင်နေချက်ပြပါစီတော့ဆုံးခဏပြောဘောလုံးကစားခြင်းအခုပြည်အားစားနော် fairly ဆိုတဲ့အချက်ကိုအဲ့ချက်နဲ့လည်းပေါင်းဝင်အောင်သူတို့စားတွေ့တယ်လက်တွေ့တယ်အဲ့ဒါတွေနဲ့ဘယ်ဘောအကောင်းဆုံးရှင်းပြပါ ကျေးဇူးတင်ပါတယ်ဆရာ ကျေးဇူး